ဒီနေ့မင်းတို့ငွေစီရောမှာအယောင်းအဆုံးသောပစ္စည်းနဲ့လူသားအများဆုံးသောပစ္စည်းတစ်မျိုးကိုပြပေးပါမယ်ဒါလေးကတော့ Mish မှာရောက်ရှိလာတဲ့ကွက်တူမိတ်အဖြူကန်လေးတွေပဲဖြစ်ပါတယ်ရှင်ဒီကွက်တူမိတ်ပစိုးလေးတွေကလေမမတို့ရေသိလားအင်ကြီးစစ်ကော်လည်းအဖြူလေးနဲ့ပဲဝဝတီရှပ်လေးနဲ့ပဲဝအရန်ကုန်မှာလှတဲ့လေအရန်ကုန်မှာလှပြီးတော့တန့်သွားစေတဲ့ပစိုးလေးတွေပါရှင်ကဲကိုယ့်ရဲ့ဖေဖေတွေကိုကိုတွေဦးတွေမောင်လေးတွေအတွက်ကလေလုံးဝကုန်ပါလေအကြိုက်များတဲ့ကွက်တူမိတ်အဖြူကန်လေးတွေပါရှင်ဒီလိုကွက်တူမိတ်အဖြူကန်လေးကိုမမေရောင်းချပေးမယ်ဈေးလေးကတော့8800ကျပ်နဲ့တကွင်းကို8800ကျပ်နဲ့ Mish မှာဝယ်ယူအားပေးလို့ရပါပြီရှင်ဒါလေးကကြတော့လေမမတို့ရေအနံကြီးလားဆိုတဲ့အမတွေချုပ်ပြီးလက်မ80လက်မတိတိကျန်ပါတယ်အနံဆိုလို့ရှိရင်လည်းလက်မ46လက်မအနံတိတိကျန်အောင်မင်းတို့ရက်လုပ်ပေးတော့ပါတယ်ရှင်ဒါလေချီသားအစစ်နဲ့ရက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လေကိုမတို့ရေဝတ်တဲ့အခါမှာလေပူချဲအိုက်ချင်လုံးဝကိုမရှိပါဘူးရှင်ရေလျှော်တဲ့အခါမှာလည်းလေလေးနဲ့ပဲခြောက်တဲ့ပစိုးလေးတွေပါရှင်အရန်ကုန်မှာဝတ်လို့ကောင်းတယ်သူကလေရေလျှော်လေဝတ်လို့ကောင်းတယ်ရေလျှော်လေထူလားလေအဲ့လိုထဲမှာပါပါတယ်ရှင်ကဲမမတို့ကတိုက်တက်ပြီဆိုလို့ရှိရင်တော့မမေကို9ခွင်းတွဲအနည်းဆုံးလေးယူုံနဲ့တကွင်းကို8000နဲ့မှ800ကျန်တဲ့မင်းလက်ကားစင်းနဲ့ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကဲမမတို့ရေဒီပစ္စည်းလေးကလေမမတို့လိုချင်တိုင်းလည်းမရဘူးလို့တလောက်လေရှားတဲ့ပစ္စည်းလေးဖြစ်တဲ့အတွက်ကြောင့်ကိုမတို့ရေအမြန်ဆုံးလေးတော့ဝယ်ပါဒီပစ္စည်းလေးရဲ့လေအားသာချက်ကမတို့ရေဒီမှာကြည့်နောက်ဒီမှာသူကအမိတ်ကလေးပါပါတယ်စေတနာတွေဘလဘောတွေနဲ့ထပ်ပြီးတော့ရက်လုပ်ပေးတာလေကမတို့အနားလိုက်လားဆိုပြီးမင်းနေတဲ့အမတွေဒီမှာကြည့်နော်အနားမလိုက်ပါဘူးမင်းတို့ရဲ့ပစိုးတွေရဲ့အနားအခြေအနေပါရေကြလားဆေးချွတ်လားဆိုပြီးမင်းနေတဲ့အမတွေလုံးဝရေမချဆေးမချွတ်ပါရှင့်အနံကြီးခွင်းကျယ်ဆေးတိုင်အာမခံကိုပဲရောင်းချပေးတာပါတယ်ပေါင်ကျ180လောက်တိတိကိုအေးဆေးဝတ်လို့ရပါတယ်မမတို့ကစိုက်နှစ်သက်ပြီဆိုလို့ရှိရင်တော့မင်းရဲ့ Viber နံပါတ်လေးဖြစ်တဲ့8838613 9584649 40399911စီကနေပြီးတော့မတို့ဆက်သွယ်မှယူအားပေးနိုင်ပါတယ်ရှင်ရန်ကုန်မြို့တွင်းမမတို့ရေအိမ်ရောက်ငွေချေရပါတယ်ကြံမြို့မြောင်ငွေချိုလက်စနစ်ဖြစ်မြင့်ကိုပဲယူအားပေးလို့ရပါတယ်ရှင်ပြင်ရောက်မဲ့အမတွေလည်းအများဆုံးလေးယူပါဘာဖြစ်လို့လဲဆိုတော့ဒီပစ္စည်းပြက်တာညံပါတယ် stock ကုန်တာညံပါတယ်ပစိုးဝယ်လို့ရှိရင်ဒစိတ်ကောအိတ်ကောဒီလိုလေးပါပါတယ်ရှင်ပစိုးဆိုလို့ရှိရင်ငွေစင်ရော်လေးကိုသတိရပေးပါ